လောကမှာအာဏာရှိတဲ့သူတွေဟာအုပ်ချုပ်သူတွေမဟုတ်ကြဘူး။တချို့ကနာကျင်မှုရဲ့ရောင်းပြီးတော့ရှင်းတကယ်လုပ်ချင်ကြတာပါ။ရန်စစ်ဆိုတာသူ့ဘဝတစ်ချောင်းလုံးမှာမျိုးမစစ်ဆိုတဲ့နာမည်အောက်မှာနေချမ်းခံခဲ့ရသူပါ။ဒါပေမဲ့သူကအဲ့နာကျင်မှုကိုဂရုဏာဖြစ်မပြောင်းမဲ့နဲ့ပုံပုံနဲ့ဆိုင်တဲ့မုန်းတရားတွေဖြစ်ပြောင်းလဲပစ်ခဲ့တယ်။ရန်စစ်ရဲ့မြန်မာတော့လောကကြီးဟာမိုက်လိုက်ခွင့်တစ်ခုပါပဲ။သူတစ်ပါးရဲ့ကြောက်ကြားကိုမြင်ရလေရင်သူဟာပိုပြီးတော့စွမ်းထက်လာရလို့ခံစားရလေလေပါ။ If you make it out of the woods, you win! Run, Dundee! Run! ဒီနေ့မှာတော့ရန်စီရဲ့ရက်စက်မှုရဲ့နောက်ွယ်ကသူ့ရဲ့ထိုးဆတဲ့စိတ်နေစီတာတွေကိုကျွန်တော်တို့လေ့လာကြည့်ကြရအောင်ရန်စီအတွက်တော့တီယွန်ကိုနှိပ်စက်ရတာရီယိုတန်းလက်စားချတာမျိုးမဟုတ်ဘူးသူဟာတီယွန်ရဲ့မာနာကိုတစ်ခုချင်းစီခွာချပြီးတော့သူ့ရဲ့စိတ်ကြက်ရုပ်တစ်ခုဖြစ်အောင်ပုံပေါ်ခဲ့တာပါ Naked girls, when you feel an itch. Sorry. Kill me. A little louder. Kill me! You're no good to me, dead. We need you. ရန်စီရဲ့ရှုတော့ကနေကြည့်ရင်တီယွန်ဆိုတာမင်းသားတယောက်မဟုတ်သလိုလူတယောက်လည်းမဟုတ်ဘူးသူ့ကိုရီလို့နာမည်ပေးလိုက်တဲ့ချိန်မှာရန်စီဟာတီယွန်ရဲ့တိတ်ကိုယ်တွေမကားပဲနဲ့သူ့ရဲ့ဝိညာဉ်ကိုပါဗိုက်ဆိုင်သွားခဲ့တာပါဒါဟာလူတယောက်ရဲ့စိတ်ကိုပန်းပန်းဖြတ်တောက်ပြီးမှပျော်ရွှင်တတ်တဲ့ရန်စီရဲ့နေထိုင်ရုံကစားပွဲတစ်ခုပါဇန်သာနဲ့မင်္ဂလာဆောင်တဲ့ခန်းကရန်စီအတွက်တော့အဝဲခံတဲ့အခိုက်အတန့်ပါအဲ့ဒီအောင်ဝဲဟာချစ်ချင်းမြတ်တာကြောင့်မဟုတ်ဘဲနဲ့စတာရဲ့ဂုဏ်သိက္ခာကိုသူ့ရဲ့ခြေဘွားအောက်မှာခြံနှိပ်ခွင့်ရခဲ့လို့ပါရန်စီရဲ့မြင်မှာတော့ဆန်စာဟာဇနီးတစ်ယောက်တည်းဘော်ဒန်ရဲ့အောင်နိုင်မှုတက်တည်ပြမယ်ပစ္စည်းတစ်ခုလိုပဲတွေးခဲ့တယ် He's not Ironborn anymore. Not Theon Greyjoy anymore. He's a new man. A new person. Anyway. Aren't you Reek? Yes, Master. That's his new name. Reek. Why are you doing this? ဖိုးရွားဆုံးကတော့မင်္ဂလာပွဲမှာရစ်ကိုဆန်ဆာနဲ့လက်တွဲခိုင်းခဲ့တာပါဒါဟာရန်စီရဲ့ကောက်ချစ်တဲ့စကူတစ်ခုပါပဲတစ်ချိန်ကဆန်ဆာရဲ့အကိုလိုဖြစ်ခဲ့တဲ့တီယွန်ကိုတုံးချပြီးတော့ဆန်ဆာရဲ့စေပိုင်းဆိုင်ရာကိုနှိပ်စက်တာပါရန်စီဟာဒီတစ်ပါးရဲ့ပြူစင်တဲ့တန်အောင်စင်တွေကိုဖျက်ဆီးရတာကိုသဘောကျသူပါသူဟာဝင်းတာဖက်ရဲ့ရှင်သခင်ဖြစ်ကိုကိုတတ်မှတ်ထားပေမဲ့တကယ်တမ်းမှာတော့ကြောက်ကြားတွေကိုမွေးမြူတဲ့သူတစ်ယောက်သာဖြစ်ခဲ့ပါတယ်ရန်စီရဲ့စိတ်ထဲမှာကြီးမားဆုံးနာကအာနာပါသူ့ရဲ့ဖခင်ကသူ့ကိုစနိုးဘွားကနေဘော်တန်ဖြစ်တိမှတ်ပြုခဲ့ပေမဲ့ရန်စီအတွက်တော့အဲ့ဒါကမလုံလောက်ခဲ့ဘူးသူ့ဖေရဲ့တရားဝင်ဇနီးကနေမွေးဖွားလာမဲ့တားတယောက်ရှိလာပြီဆိုတာကိုသိလိုက်ရတဲ့အချိန်မှာတော့ရန်စီဟာစတင်ကြောက်ရွံ့လာခဲ့တယ်အဲ့ဒါကတော့သူ့ရဲ့နေရာကိုတခြားတယောက်ကစားထိုးသွားမှာကိုပါဒီနေရာမှာရန်စီရဲ့တကယ်ဆဲရမှာကိုကျွန်တော်တို့တွေ့ရတယ်သူဟာသူ့ဖေကိုဖလဲတကင်းနှုတ်ဆက်ရင်းနဲ့ပဲရင်ဘတ်ကိုဓာတ်နဲ့ထိုးတက်ခဲ့ Congratulations, father. I look forward to meeting my new brother. You'll always be my firstborn. Thank you for saying that. It means a great deal to me. ဒါဟာရိုးရိုးလက်စားချီတာရုံမဟုတ်ပဲနဲ့အာနာအတွက်ဆိုရင်မိမိကိုယ်ကိုတိမှန်ပြုတ်ခဲ့တဲ့ဖခင်ကတော့တာရဲတဲ့အထိစိတ်ဓာတ်တွေမှန်မှုန်းနေတာကိုပြတာပါရန်ဆင်းနဲ့ဂျွန်စနိုးနှစ်ယောက်စလုံးဟာဘတ်စတာတွေဖြစ်ကြီးပြင်းခဲ့ရပေမဲ့သူတို့ရဲ့စိတ်ဓာတ်တွေကတော့လုံးဝဆန့်ကျင်ဘက်ပါပဲရန်ဆင်းဟာဒီတိုက်ပွဲကိုစိတ်တိုက်တာတဲ့ကစားပွဲတစ်ခုလိုသဘောထားခဲ့တာပါသူ့ရဲ့စိတ်ပြူဟာကရန်ကိုရက်ဆက်လာပါတယ်တိုက်ပွဲမစခင်မှာရင်ကွန်စတာကိုလှော့ပေးမလို့လို့ပြီးတော့မှဂျွန်စနိုးရဲ့ရှေ့မှာတင်ပြနဲ့ပစ်ခဲ့တာဂျွန်စနိုးရဲ့စိတ်ခံစားချက်ကိုကစားပြီးတော့ထောင်ချောင်တဲ့ဆွဲသွင်းလိုက်တာပါရန်စီရဲ့မြန်မာတော့စစ်ပွဲဆိုတာအင်အားတင်မကားပဲနဲ့တစ်ဖက်လူရဲ့စိတ်တက်ကိုဘလောက်ထိညှဉ်းပန်းနိုင်တယ်လဲဆိုတဲ့အပေါ်မှာမူတည်ပါတယ်ဒါပေမဲ့သူမတွက်ချက်မိခဲ့တာတခုကသူနှိမ့်ဆက်ခဲ့တဲ့လူတွေရဲ့စူးစီးမှုပါစင်ဆာခေါ်လာတဲ့ Vase စစ်တပ်ကြီးကြောင့်ရန်စီရဲ့တက်ပြက်သွားတဲ့အခါမှာသူဟာဝီတာဖက်ကိုပြင်ပြေးခဲ့နောက်ဆုံးမှာဂျွန်စနိုးရဲ့လက်သီးချက်တွေအောက်မှာသူဟာပြိုလဲသွားခဲ့ My hands will never harm me. You haven't fed them in 7 days. You said it yourself. They're loyal beasts. They were. Now they're starving.သူ့ရဲ့စက်သိန်းကတော့တကယ်ကိုထက်တန်ပါတယ်သူကိုယ်ရင်စာငံထားပြီးရက်ဆက်အောင်မွေးမြူထားတယ်သူ့ရဲ့အသားစားခွေးနဲ့ပဲဆန်ဆာကရန်စီကိုပြန်လည်ကျင်းဝေးခဲ့တယ်သူ
သူတစ်ပါးပေါ်ရက်ဆက်ခဲ့တဲ့ Ramsay ကတော့နောက်ဆုံးမှာသူကိုယ်တိုင်ဖန်တီးထားခဲ့တဲ့ကြောက်တရားတွေကြားမှာပဲအသက်ပြောက်သွားခဲ့ရတယ်။